はい、皆さん、はじめまして。こんにちは、こんばんは。ဒီနေ့မှာတော့私ကမှစတင်လာတဲ့ပေါ့နော်တချို့ကနေပေါ်တာရှိကိုတင်နေမှာပါနော်အဲကြတော့ဒီနေ့ကဗာလေးလုပ်ပြမလဲဆိုတော့ GLPT ဖြေတော့မှလည်းပြီးလာပြီဆိုတော့တစ်ပတ်လောက်ပဲတို့ရဆိုတော့မိကွန်ဟောင်းလေးရသလောက်ပေါ့နော်မိကွန်ကနည်းနည်းရှိတဲ့အတွက်ကြောင့်မလို့私တို့ကတပုတ်ထင်းနေတော့မပြတော့ဘူးပေါ့နော်ပထမပုံမှာဗာလေးပြောပြပြီဆိုတော့မိုဂျီကောကြီးပေါ့နော်မိုဂျီကောပြီး grammar ပြီးရင်ဒုကိုင်းလေးပေါ့နော်အဲ့လိုမျိုးလေးဗီဒီယိုလေးခွဲပြီးတင်ပြီးတော့မယ်ပေါ့နော်皆さんのこうဒီဗီဒီယိုမကြည့်ခင်မှာတစ်ချက်ပြောချင်တာကဘာလဲဆိုတော့ကိုယ့်အလေးနဲ့ကိုဖြည့်ကြည့်ပါပေါ့အခုဆိုရင်ဒီမှာဆိုလို့ရှိရင်ဘာလဲဆိုတော့2018ဒီဇင်ဘာ N3 ပေါ့နော် N3 ရဲ့2018ဒီအာအဲ့မိကွန်းလေးကိုကိုယ့်အကိုဖြည့်ကြည့်ပြီးမှပါတယ်အဖြည့်တိုက်ဖို့ကိုဘာလုပ်မလဲဆိုတော့စွစွမဲလုပ်ချင်ဘာဖြစ်လဲဆိုတော့လက်ရှိပြောတာကြီးပဲလိုက်ကြည့်တော့ရှင်အောင်နောက်ကနော်သူများပြောတာကိုပဲလိုက်ရှောင်တော့မှကိုယ်စားရတယ်မရဘူးအဲ့ကြမှာအဖြည့်ပြန်တိုက်ပြီးတော့လက်ရှိပြောပြီးမှနားထောင်ပြီးမှအဖြည့်ပြန်တိုက်ပြီးတော့အဲ့လိုပြီးသွားတာပို့ပြီးအောင်မယ်အဲ့ဒါကြီးဒါပေါ့နော်ပထမဆုံးအပုတ်ကတော့နော်ဝစုခိုပါတဲ့နော် Ryan နဲ့ဆိုပြောရှင်ပါ Star လေးကနောက်နှစ်မှာဆိုပြောရှင်ပါနော်ပွဲရဆိုပြောဆိုတော့တချီတော့ဗာလေးတော့တယ်ဆိုပြောဆိုနံပါတ်2လေးပေါ့နော်ဆိုပြောနော်ကျွန်တော်လေးရဒီအိဗယ်မရှိဘူးနော်ဟုတ်ပါအဲ့ဆိုရင်နံပါတ်2ရီယိုဂါခုနီဆိုတဲ့ဆန်စီနီဆိုတဲ့ရှိတာနော်နိုင်ငံခြားပြန်တော့မှလည်းပတ်သက်ပြီးတော့ဆန်စီကိုတိုင်းတယ်ဆိုတော့ဆိုတဲ့လေးပေါ့နော်ကျွန်တော်လည်းမရှိပါဒါရှိကနိခဗန်နိရှိမာယမရှိတေချာတာကတော့လည်းအဲ့ထဲမှာသိငယ်တယ်ဒါရှိကနိတော့နံပါတ်1အရှိစုကနော်ဒါချိခစိစုကဟုတ်နော်ဒီမှာနံပါတ်1လေးပဲမလေးကိုတို့မို့ဒါရှိကအာဆိုဘူးကိုခခိကိုနော်ကလေးတွေကစားနေတဲ့အတန်ကိုကြားရတယ်အာဆိုဘူးတော့နံပါတ်2လေးပေါ့နော်ပြောဘူးခေါ်တယ်မာနာဘူးသိတယ်စာခေဘူးအော်တယ်နော်နံပါတ်5ミセの人はみんな同じ制服を着ていたဆိုင်ရလူတွေအားလုံးကတူညီတဲ့ဝတ်စုံကိုယူနီဖောင်းကိုဝတ်ထားတယ်။စေဖို့ကိုဆိုနံပါတ်3လေးနော်။ရောဖို့ကိုဟုတ်နော်။စေဖို့နော်။ဂျပန်ဝတ်စုံနော်နောက်တိုင်းဝတ်စုံမဟုတ်ဘူးနော်။စေဖို့ကိုယူနီဖောင်းတူညီတဲ့ဝတ်စုံဝတ်ချင်နော်။နံပါတ်6သူတို့ကြီးဆန်ကခိုင်တဲ့ပရိမာသူတို့ကြီးဆန်လဲပေးခဲ့တယ်နံပါတ်1လေးနော်။ဟိုဟာအဲ့တဲ့ဆိုတာထပ်ပေါင်းတာစကားမိုင်းတဲ့စွတ်တာအဲ့တဲ့သက်စင်ပြောတယ်။နံပါတ်9ခေဆောအဆောကမိုင်းရောပြီးတာပါခတာလေးပုံချိန်ကပြပြပါနော်အရင်ကပို့ပြီးတော့မြင်လာခဲ့တယ်ပေါ့အဲမြင်လာခဲ့ကြားတယ်အဲခေဆောအားဆိုတော့ဒါကျွန်တော်ဗာလေးပတ်ဘတ်တော့ခေဆောအားဆိုနော်ချီတိုတွေပါမတော့နော်ချီတိုမရမရှိဘူးနော်အဲ့ပြီးကျွန်တော်ခိုင်ဆာဆွန်နော်မအေးတဲ့အိုင်မရှိဂိတ်ပေါက်ပေါ့နော်လက်မှတ်ဂိတ်ပေါက်ရဲ့ရှင်မှာတွေ့ကြရအောင်ခိုင်ဆာဆိုတော့နံပါတ်4ခိုင်ဆာဟုတ်နော်နံပါတ်9高橋さんに週刊誌を買ってきてもらった。高橋さんစီမှာအပတ်စဉ်မဂ္ဂဇင်းကိုဝယ်လာပေးခဲ့တယ်ပေါ့နော်ဝယ်လာပြီးတော့လက်ရှုခန်းရှိဆိုအပတ်စဉ်ထုတ်သတင်းစာကိုပြောတယ်ရှုခန်းရှိဆိုတော့ဒါချို့ကဘာလဲဆိုရှုအပတ်အကုန်လေးခုလို့တော့အပတ်ခန်းကြီးလေးပါတယ်နော်ရှုခန်းဆိုတာကြတော့သတင်းစာအဲ့ကျနံပါတ်2လေးနဲ့3လေးနဲ့ပဲဖြစ်နိုင်တော့တယ်ရှိရကြစားရှိရရှိလေးဆိုတော့မှခိမဟုတ်နော်အနည်းခိတော့ပါလေကျတော့နံပါတ်3နော်ရှုခန်းရှိပတ်စဉ်ထုတ်သတင်းစာမတ်10ခုနိုဒူရမ်မာနော်စူဇူကီကတာလို့ရှိနော်ဒီဒူရမ်မာရဲ့လောက်ဆောင်ချက်တွေက version တွေကကောင်းတယ်ဆိုစူဇူကီဆိုနံပါတ်ဒီနံပါတ်3ပေါ့နော်စူဇူကီနံပါတ်4ကဘာလဲဆိုတော့သူကစဲခီရမှတ်တို့ပါတယ်မှာတော့နော်စဲခီရမှတ်နံပါတ်4ကတိုးအစ်ဆိုတာဇမ်ဘူအကုန်လုံးဆိုလည်းရတယ်သူကအကုန်လုံးစုစည်းထားတယ်နော်တိုးအစ်အဲ့လိုမျိုးဒီမှာတောင်းတယ်တိုးအစ်နောက်က is လေးက is နော်ဒါကောင်းလေးကကြတော့ဆိုမတုံမဲ့ရဲ့နော်ဆိုမတုံဒါအုပ်လေးရဲ့နာမည်လေးနော်ဆိုမတုံတော့ကြပါလဲဆိုစုပဲအကုန်လုံးပေါင်းစည်းထားတယ်နော်စုပဲအားလုံးနောက်ကတဲလေးထွက်အဲ့ဒါနံပါတ်2နော်ဒီအဲ့毎日熱心に勉強している熱心にဆိုတော့တောင်းလာရရှိတာဆိုနံပါတ်1လေးနံပါတ်2ကရောက်တော့ name မဟုတ်အဲ့ဒီကောင်ကြီးရှီစံနော်တဘာဝလို့ဘာလို့မှတောင်းနေကောင်ရှီစံနော်နံပါတ်3ကတော့သူကနေရတာဟုတ်ပြီနောက်ကရှင်းလေးကသူကစိတ်တို့ပါဖြစ်ပုံလို့ပါမဟုတ်အဲ့ဒီကောင်ကြီးပေါ့နော်ရှင်းသူကလည်းရှင်းထွက်တာတော့ဟုတ်အဲ့ဒီမှာနံပါတ်1လေးနော်တောင်းလာရရှိတာနံပါတ်1中村さんに1週間前に退院したそうです。中村さんかなလွန်ခဲ့တဲ့တစ်ပတ်ကဆေးရုံဆင်းသွားပြီလို့ကြားတယ်။တားရင်နံပါတ်2လေးပေါ့။ဟမ်
Akari mas liya maho no tai cha in do ba to lu pyo china mo se yong sin pyo in li ba ta phi man ba no ta to mo chot to a sui no ga ho shi no po bi do pu la thu la ma ti aw ma twa ji yaw ma ri wai ne a sui thu de di khan ji ya thu la no namba 3ho sui pai ne a sa တိမ်ပေါ့နော်အဲ့ကြဘာလေးထည့်ပြီးနံပါတ်2အဲ့ဒါဆိုအာဆွေးရတစ်ခုလေးရှိရအောင်အာဆွေးယူခိုင်းတာမဟုတ်တော့ခန်းကြီးပဲယူခိုင်းတာဆိုတော့ပို့ပြီးတော့ထူလာလို့ကျန်နံပါတ်2အရှတာဝါခိုချီနေရှုခင်းနော်မနေ့က9နာရီရှုခင်းလောက်တက်နော်ရှုခင်းဆိုတာနံပါတ်4နံပါတ်4တော့ဟာကြောမှုတော့ပါကြောမှုတော့ပါတော့ရခင်းရှုခင်းနောက်ကကောင်းတယ်နော်အခြေရတော့ဒီမှတ်နော်ရှုနော်ကျန်ပါရှုဒီကောင်းလေးကကြာဟာတာရခင်မစီဟာတာရခင်မစီအမပါနော်ဟာတာရပါပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီကောင်လေးအဲ့ဒီကောင်လေးကကျတော့နံဘာလဲဆိုတော့ခံပေါ့နော်ဘာနဲ့သုံးလဲဆိုတော့ခံသူကငကိုမူလသုံးပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုပြီးနောက်တစ်ခုကကျတော့ shoot အဲ့ဒီကောင်လေးကဘာလဲဆိုစွတ်မဲတို့တိုက်တွန်းတာပဲဆိုစွတ်မဲကိုနောက်ကချိခါတာလေးဒါပေမဲ့သူ့ရဲ့အတိတ်တွေကပြောင်းသွားတော့နော်စွတ်မဲတိုက်တွန်းတာအရှုခင်အလောက်တက်တယ်ဆိုတော့အဲ့ဒီလေးရေးနော်အဲ့ဆိုနောက်နံပါတ်5ဘာလဲဆိုတော့ Sanshu နော်ဟာရရှိမိုရီပေါ့နော်မိုရီ Sanshu ကနော်ဇန်ခိုခုတဲ့နိုင်ငံလုံးမှာအဆင့်1ဖြစ်ဖို့ကိုတဲ့ Polish တဲ့ကံပါတယ် Polish ထားပြီးတော့ niche တဲ့ Polish ထားပြီး Polish ကြီးမှချက်ထားပြီးနော်ကံပါတယ်ဘာလို့လဲစူးစမ်းရှိတဲ့ဆိုညွန်ကြားပြီးတော့စူးစမ်း Mandan ဆိုတာအမှတ်ပြထားပြီးတော့တနိုင်ငံလုံးမှာအဆင့်1ကိစ္စပြီးနောက်က Ichiryu ဆိုတာကဘယ်လိုလဲဆိုတော့အဆင့်မြင့်ရေးသွေးကောင်းတာပြီးနောက်ကမခုရောဂျီမန်တက်ထားပြီးအဆင့်1ရဖို့ကိစ္စကိုဂျီမန်တက်ထားပြီးတော့စူးစမ်းနေတယ်နော်တခြားဒန်ခံတော့တဲ့ဒန်ခီပါနော်ဝရဏာကလည်းရစစ်ကဆူအီချီကိုအိုဆာနာခုတဲ့ခလောက်ကိုမဖွင့်လဲပဲတဲ့နော်ခုနာတို့မှောင်လာလို့ရှိရင်ကွက်လက်စကီမတ်ကွက်လက်လင်းသွားတယ်အဲ့ကြပါလဲဆိုတော့ဂျင်ကိုတက်ခီနီနော်ဂျင်ကိုတက်ခီဆိုတာဘာလဲလူလောက်ကိုပြောဂျီတိုတက်ခီနီဆိုတာအလိုလေးရနော်ဆယ်ခါခုတက်ခီနီဆိုတာကြိုးစားပန်းစားအားသွန်ပတ်ခုတိုင်းတက်ခီနီရေဘူးရအားဖြင့်နော်အဲ့ကြဘယ်လိုလဲဆိုတော့ဂျီတိုတက်ခီနော်လူလေးက automatic ပွင့်ပါတယ်နော်စက်ကွန်ဆိုးကြီးကိုစွလို့နော်တန်ရှင်းကိုလောက်ခဲ့တာကြောင့်မလို့ခုနကွက်လက်နီမီဆိုကိုတည်တဲ့ပါစားတန်ရှင်းလောက်ခဲ့တာကြောင့်တန်ရှင်းလောက်မှာကြောင့်ဒီကွက်လက်ထဲကိုရေကိုထည့်ပေးပါဘရုတ်ကကျမ်းမြင်တဲ့ရေကိုထည့်ဘာခဲဆိုရေပုံရေပုံနဲ့ရေနံပါတ်2လေးနော်ဘာခဲဆိုဘူရာရှိဆိုတာ fresh ကိုပြောချင်နော်တာအိုတို့ကကြတော့တာဝါပေါ့နော်တပတ်ကိုပြောချင်တယ်ရှင်းခုနိုခုနီကွာနော်အမေကစပနိုင်နော်အစ်စမကိုကီက flash တဲ့ဒီနိုင်ငံမိုးမရွာတာကြောင့်ပဲအများတန်းလေတူကကွက်လက်တယ် cancel ဆို6တွေ့လေတူက6တွေ့ပြီးနောက်တစ်ခုကကြတော့ชุกุชอဆိုတာအတူချုံမော်ရရှိတို့ပိုင်တွေကိုတူချုံတာပါနော်အဲ့လိုချင်းချုံတူချုံအဲ့လိုမျိုးတော့နောက်တစ်ခုကကြပါလဲဆိုတော့အဲ့ဒီကောင်ကြီးကဖူတိုဆိုတာအရှိကဝါကားရှိမှစိဝါကားရှိမှဆိုတာဘာလုပ်လဲဆိုတော့တဲတာနော်တဲတာအဲ့ဒါသူကလည်းဖူတိုဆိုတာတဲတာပါပဲတဲတာပေါ့အဲ့ပြီးနောက်တစ်ခါ gun shot ပို့ပြီးနဲလာတာအဲ့ကြပါလဲ6တွေ့လာပဲရှိနံပါတ်1လေးနော်နံပါတ်1လေးပဲရှိこの町は昔から貿易が盛んで、経済の中心地として発展してきた。ဒီမြို့ကအရင်ကတည်းက貿易ဆိုကုန်တယ် trade လို့盛んでဆိုထွန်းကားနေပြီးတော့経済の中心地ဆိုတာအဓိကတာ中心地ဆိုတာဒေသတွေအဓိကဒေသစီးပွားရေးအဓိကဒေသစီးပွားရေးအဓိကအချက်ချာအနေနဲ့ college တက်တယ် college နေတယ်ဆိုရှင်းပို့တိုးတက်တယ်နော်ရှင်းပို့တိုးတက်တယ်တိုးတက်နေတိုးတက်နေနော်နောက်တစ်ခုက2 pass ဆိုတာ drop ပါတယ်ပြီးတော့hard 10ဆိုလည်းတိုးတက်တာနော် high ရှိမှလည်းနော်အဲ့ကြောင့်လည်းဆိုရှင်းပို့တော့ဒီမှာတိုးတက်တာနှစ်ခုရှိတယ်နှစ်ခုရှိတော့မှာဒါကြောင့်ရှင်းပို့ကဘယ်နေရာမှာတောင်းလဲဆိုတော့ယဉ်ကျေးမှုတွေမှာတောင်းတယ်ယဉ်ကျေးမှုတွေပြီးလို့ရှိရင်တော့နီးပညာဒီကျွတ်စွတ်တွေမှာတောင်းတယ်အဲ့ဒါဘာလဲဆိုရှင်းပို့အခုလိုမျိုးစီးပွားရေးတွေနော်စီးပွားရေးပြီးလို့ရှိရင်တော့လူမှုရေးရှာကိုင်းပေါ့နော်အဲ့လိုမျိုးဆိုပါတောင်းဆိုတော့hard 10တောင်းအဲ့တိုးတက်တာတော့နှစ်ခုလုံးကတော့တိုးတက်တာ
နေပညာရေးဆိုရှင်ပိုအရှာကိုင်းတို့ခိဆိုင်လို့ဆိုရင်ဟာအဲ့ဒါနံပါတ်3ကြီးနော်ဟာတန်နော်ဝချီတာတော့ဘာဆိုကုန်းအိုတဲ့ခါဟုတ်ပါနော်အေး recording သွင်းလာလားနော်ဘယ်လက်တော့ဝယ်ရမလဲဆိုတာတဲ့မာတာကွက်လက်နော်အခုထိကွက်လက်နေတော့မှာတဲ့ဟိုတို့တို့ဤတဲ့ထိတ်လက်ဟိုကတဲ့ကြောင့်မာယောတဲ့မာယောတွေ့ဝင်နေတယ်တန်ရာရှိတွေ့ဝင်နေတဲ့ဥတာကဟုတန်ရာဘယ်လက်တော့ဝယ်ရမလဲဆိုတာအခုထိတွေ့ဝင်နေနော်ဝယ်ခွင့်မရဘူးဖြစ်တယ်ဆိုမာယောမာယောဥတာကဟုじゃတန်ရာရှိရတယ်သူကမှုကင်းနေပေါ့နော်တရားကိုပုံစံနာမှာသူတန်ရာရှိအဲ့လိုမျိုးပေါ့နော်ပစ္စည်းတွေပါပို့သွားတာတန်ရာရှိဟိုကတဲ့ကြောက်စရာပေါင်းဟိုကကြောက်ဟိုတို့တို့ဤတဲ့ထိတ်လက်အဲ့ဒါနံပါတ်3လေးပဲထည့်နော်မာယောဟုတ်နော်အဲ့ခိနော်ဟိုမှုတဲ့နော်ဘူရာရဲ့ platform မှာရှော့ကခိုနော်ဒိုခိနော်ခိုဒိုကျူဆဲနော်ဒိုကျူဆဲဆိုတာ level 2ပေါ့နော်ကိုနဲ့အတန်းတူကျောင်းသားနေနော်ကိုနဲ့အတက်တွေ့ပြီးတော့ဘီကူရစ်တာသိလန်သွားဇေဟိကျင်းတွေတွေ့ကျင်းတွေမတွေ့ဘူးနော်အီချီအိုနော်အီချီအိုဆိုတာဘာကိုပြောလဲဆိုတော့အီချီအိုဆိုတာရုံးတည့်ရနော်အီချီအိုအီချီအရေးပေါ်ပဲခဏစားအီချီအိုဆိုတာဘာလဲဆိုတော့အရေးပေါ်အီချီအိုကအရေးပေါ်နော်ဆွေးတယ်နီတလက်စားတယ်ဒီနောက်ကကူးစမ်းဆိုတာရုပ်တရက်အဲ့ကြတော့ကူးစမ်းဆိုတာရုပ်တရက်ဆိုတော့ရုပ်တရက်ပဲရှိပါဘောနော်ရေးပေါ်တွေ့တာမရအောင်နော်စေချင်းအဲနံပါတ်4လေးပဲရှိပါဘောနော်အဲ့လိုလေးကအများကြီးရှိလို့လက်ရှိတော့ဒီရှိတော့ဟိုကဗာလေကူးစမ်းရုပ်တရက်ကူးစမ်းပြီးရှင်တော့ဟိုကတူစစမ်းပြီးရှင်တော့ဟိုကတူလာတိုင်း calculation တော့တစ်ခုကကြတော့ရမယ်နော်အဲ့ဒါဆိုရင် validate この映画は面白いと友達から聞いたから、両親やセブンやカウントの人生やジャーゲラジャンドレ。これしていたの、これ逃げられま、実際は、今、あまり面白くなかった。だってセブンやカウントの人たちや、一体4年、セブンやカウントの人生やジャーレ、4人が、期待の生で出てきた。アメリカじゃ、関係も、ဟုတ်တယ်နော်ခန်းခဲကြီးဆိုတာဗါလဲဆိုကြိုးဆိုတာဟုတ်တယ်နော်အဲနောက်ကမူကအဲလေးနဲ့ခန်းခန်းခဲကြီးနော်ခန်းခဲကြီးဆိုကြိုးဆိုတာခန်းခဲကြီးကစိတ်လှုပ်ရှားနော်ခန်းခဲကြီးကစိတ်လှုပ်ရှားတယ်မန်းဆိုကိုသိချင်တယ်ဆိုတော့အဲနံပါတ်1လေးပဲနော်လက်ဆက်တော့နေဖို့ရှိတဲ့နော်အာဝတက်တဲ့အေးကိုဒေတာတော့တဲ့နော်အဲ့ရထားနောက်ကြပြီးတော့အလျင်ဆိုလို့အိမ်ကနေထွက်ခဲ့တာအကြောင်းမလို့ခေါ်လိုက်ခေတိုင်တန်းဝါဝါစရက်တဲ့ဒီတက်ရှိပါတယ်ခေတိုင်တန်းဝါတယ်လီဖုန်းကိုမေးချင်ခဲ့တယ်စွတ်တော့တိတ်တိတ်ခြေပွားလေးဖွားစွတ်တော့စွတ်တော့ပြောချင်ကုဆိုရီယာနိနေချာချာတိတ်တဲ့နေရာမှာတောင်းနေဥခါရီဖတ်မချင်နော်မမှန်ချင်တော့သူကဓာတိပြရနေနော်အဲ့လိုမျိုးခုလိုဟာလေးနော်မမှန်မချင်မတော်တဆပေါ်ဆတာနိုင်အဲ့လိုမျိုးဒီကားလေးဒို့တိုရဲ့ရုပ်တရက်ဆိုတော့မိုးကရုပ်တရက်ရွာတယ်လို့ပြောချင်တာတစ်ခုကကြတော့ဒီလူတွေကရုပ်တရက်ကြီးညားလာတယ်နော်ရုပ်တရက်ကိုထင်မထားတာလူကလေးလာတဲ့တာပေါ့နော်အကြဖြစ်မှန်ဟာဒီ24会社にいる届いた郵便の中に宛先が違う手紙が、一通りこれいた。ကုမ္ပဏီမှာရောက်လာတဲ့ယူပင်ဆိုတာစာရီပေါ့နော်ယူပင်တော့နောက်ကတဲ့စာရိုက်တွေမှာစာရိုက်တွေစာရီတွေမှာပေါ့နော်အတဲစာခိကဒိစာကမှားနေတဲ့တေကစာရွက်ကတဲ့အချီဟီတိုစတိုဟီတိုတိုရီပေါ့နော်တစားကိုလက်အီတာကိုလက်လာခဲ့တယ်မာစာတို့ပြောတာတစားရောလာခဲ့တယ်နံပါတ်1နော်နံပါတ်2ကရော့တက်ဦးတီမဟုတ်ဒီနာခတာမတက်ဆိုတာသူကမာကြောလာအဲ့လိုစောလက်အတက်ဆိုတာကိုက်ညီတာနံပါတ်1လေးနော်နံပါတ်1လေးပဲထည့်တယ်မာစားတက်အကျော်ပါဒီ25この皿の上に同じ皿をどんどんばらばらさい。
ပကံများရဲ့အပေါ်မှာတဲ့တူညီရဲ့ပကံများတွေကိုတွန်းဆိုတဟုန်ထိုးပေါ့နော်တစ်ချက်ပြီးတစ်ချက်ဖွက်လက်ပြီးပါတဲ့စိုးစိုးကြီးမှာလောင်းချပွဲကုန်မှာပေါ့အာဆုခဲ့တဲ့အမှန်နဲ့မူကာရဲ့လို့ဆိုတယ်ခါစားနဲ့လို့ထပ်ပေးပါပေါ့နော်ဒီမှာနံပါတ်4နော်ခါစား26ဂျာမကိုချီစံนี่နော်ရှီတိုးရှိတဲ့မိုတိုင်းမှာရှီတိုးဆိုညွှန်ကြားတာလမ်းပြတာရှီတိုးရှိတဲ့မိုတိုင်းမှာညွှန်ကြားတာကိုလက်ခံရရှိတယ်ပိုရှိရဲ့တော့ပြပေးတာကိုလက်ဖြစ်နိုင်နော်စာကားရှိတဲ့ရှားပွေတယ်ဟုတ်ရှိတာပဲတဲ့ရှားပွေတယ်ဟုတ်ဒီမဲ့တဲ့ဆုံးဖြတ်ဒီမှာနံပါတ်1နော်ပိုရှိတဲ့ molto le training ကိုした方がいいပို့ပြီးတော့လေ့ကျင့်တာကောင်း training ကို training ပြောရနော်準備ですね表すとရှင်းပြဖြစ်စမမိကုန် friendship ပေါ့ friendship ညာချင်း training ဆက်ရှိဘုနာနော်ရှူတန်ကအာရုကသံဃာရဲ့ရှူတန်ဆိုတော့ဘာပြောလဲဆိုတော့ဟောနီလန်နော်ရှူတန်နီလန်ဘယ်လိုမျိုးနီလန်ရှိလဲဆိုတာကိုတဲ့စဉ်းစားကြည့်ခဲ့ပေါ့နော်လန်လာခုဆက်တွေ့တာနဲ့နီလန်ဘာမှဆိုင်အနုရှိမိယာရိခတ်တာလောက်ပုံလို့ရှူတန်နဲ့ယာရိခတ် review အကြောင်းပြရိဆန်ဝါတဲ့နီယွန်ကောကပဲ့တာစကားပြောတာအောင်ဆိုနော်အမာရီခါခဲဆိုမဟုတ်တော့ဟာနာစင်မဟုတ်ဒေါ်စုနီဟာနာကျွမ်းကျင်ပြောနိုင်တယ်ဆိုတော့နံပါတ်4 30သူနခရှိဝါတဲ့ရောယာခုယူမိန်ကြီးဒီဆိုတော့နောက်ဆုံးမှာတော့နံပါတ်6ပါရောယာခုဆိုတော့ရတော့ပေါ့နောက်ဆုံးပါနော်သူတဲမောအရင်နားစေကအားကြောင့်ရပါရီသင်ထားတဲ့အတိုင်းရပါရီအဲ့ဒါ31ဖန်ချီခုတိဆောက်စာဦးရတိဆောက်တာနာမည်ကြီးတဲ့နော်ခါမန်ဂနာမည်ကြီးတဲ့နော်ဂါခဆိုတာဟိုပါဘူးခါကြီးစီမဟုတ်ရုပ်ရှင်ဒါရိုက်တာပါနော်တီးဖြတ်တဲ့နာမည်ကြီးရဲ့တီးဖြတ်တဲ့အားတဲ့ဖန်ချီခုစာရိုက်တာဂါခဆိုတာမှလည်းနော်ဗမနာဆိုင်ပကြီးစီပြောချင်ပကြီးစီကနော်ဖန်ချီခုစာရိုက်တာတိဆောက်ခဲ့တဲ့ပကြီးကဒေဘာတုံတော့ ED ခုချင်းစာဦးရဲ့ဝင်ပေါင်းပါတဲ့နော်ခါစာရီမခါစာရတဲ့Facebook ခံထားရပါတယ်ပေါ့ဖန်ချီခုကပကြီးမှမတော့ရေးတာအခါတဲ့တောက်ဒီနိုးတဲ့နော်ခံကာကိုချတာခိုးကြောတယ်မနေ့တော့လေ့လာခဲ့တဲ့စာဦးတွေပေါ့ဆောက်လို့ဒီမှာကမိုင်းနီချီချီတိုးရှာကနင်းစင်နေတာကားတွေကပြခုတိုင်းအကျော်နော်တရားစီးထပ်ပို့ပြီးတော့ဖန်ချီခုကမဟုတ်ဒါဆိုဒီဆောက်တာစကူရီမတ်စကူရီမတ်ကလည်း2မျိုးရှိအောင်လေလက်တော့ကြီးဆက်စကူရီရတယ်စကူရီကောင်းတဲ့စကောင်းရတယ်အဲ့အောက်ကားတွေစကူရီထုတ်လုပ်တယ်နော်この会社が人気がある。いコミやナメジだがあれ。働きやすい環境が、建築されているからだ。အလုံးလုံးရလွယ်တဲ့ပတ်ဝန်းကျင်ကတိဆောက်တာပတ်ဝန်းကျင်တိဆောက်လို့မရပါဘူးเนาะအာရုခါတာရှိတာကြောင့်ဒီနော်တူရှော့ကန်အစာကြည့်လိုက်ကလွန်ခဲ့တဲ့နှစ်50ရာဆင်ချစ်ကူစားတဲ့တာဆိုတိဆောက်ခဲ့တဲ့လို့ကြားတာကြောင့်เนาะနံပါတ်4ပေါ့ဒီမှာနံပါတ်4ပဲဖြစ်အစာအုပ်တွေတိဆောက်နော်တူရှော့ကန်အစာအုပ်ပဲเนาะဂန်းစားလက်ရှိမှာရှူရီကနာဝါတဲ့တိเนาะလက်ရှိမှာတော့ပြင်ဆင်နေတယ်ပေါ့30နှစ်ဦးမဲတို့မြုံတယ်နော်ခုနကမာတာနိဆိုင်နာနော်ဒီကလေးက2နှစ်ပဲရှိသေးတာတော့မာဂျောစုနိနော်ရှာဆွနော်ဘုဒ္ဓကိုဦးမဲတာကျွမ်းကျင်ခြင်းနဲ့အင်ကြီးကျဲဒီကိုမြုံနိုင်ကျွန်တော်ရဲ့အိမ်မှာကနာမကောင်အမိုင်စိမ့်နေကနိဝနောအနာကိုတဲ့နော်ခြံဝင်းနိဝနိအနာကိုခြံဝင်းမှာအပေါက်ကိုတဲ့ဦးမဲတဲ့မဟုတ်မဟုတ်တဲ့ဆိုတာဘာလို့လဲတိုးတာတိုးပြီးတော့ဦးမဲတဲ့ဤတာမြုံနေမိုင်စိမ့်နေနော်ဖြစ်နိုင်ပြီးနောက်ကခါတန်ပေါ့နော်ခါတန်ဆိုတော့ဥယျာဉ်နီးရနော်ဥမေတ္တဘာရနောဖြီွာနော်ဥယျာဉ်ထဲမှာမြုပ်ထားတဲ့နေ့စီပန်းပင်တွေကတဲ့မကြခင်မှာပန်းပွင့်တော့နော်စာကီဆိုတာပန်းပွင့်တော့မယ်ပုံမယ်တဲ့ဆိုင်မှာတဲ့နော်ဟာကိုနီခဲကီအိုတဲ့ rocks mousse နော်ဆိုင်ရဲ့တစ်တာတွေမှာကိမုံကို6ခိုးတဲ့နော်ဥမေတ္တမိုးရတဲ့နော်မြုပ်နိုင်ခံပြီးတော့တဲ့အိမ်ကိုယူလာပြန်လာတယ်ပေါ့နော်ယူပြီးတော့နံပါတ်2လေးပါမြုပ်ပါတယ်ဒါမှနော်ဟုတ်တဲ့နောက်ခုဂျူတိုင်းနော်ဂျူတိုင်းဆိုဘာလဲဆိုတော့အဓိကကြဒီနဲ့ထားတယ်အဓိကကြပါနော် reaction ဝါတယ်နားလေးနိုင်မှရှိတယ်နော်မိဘနှစ်ပါးက
ကျင်းသားမရသေးတဲ့မြို့မှာတဲ့ဂျူတိုင်းနာခိုရောဆိုတာပြင်ပန်းစင်းရဲမှုခက်ခဲကြမ်းတမ်းမှုတွေကိုလုပ်ပြီးတော့ဝါတာရှိတာချီကိုစွတ်တက်တဲ့ကျွန်တော်တို့တွေကိုပြုစုပြထားခဲ့တယ်ဆိုတော့ဂျူတိုင်းအဓိကကြတဲ့ပြင်ပန်းစင်းရဲမှုဖြစ်လာခေရှာတော့ပါဆိုကွန်နီပြေကုမ္ပဏီရဲ့လက်တော်အားဂျူတိုင်းနာရှိဆုံးအဓိကကြတဲ့ပြဿနာကိုမီဆိုဖိုင်တွေ့ပြီးတော့ဖိုင်ဖုကုစုလို့ことになったらしいဖိုင်ဖုကုဆိုပြန်ကောင်းလာကုမ္ပဏီရဲ့ပြန်လည်ပတ်လာအဲကြတော့ဘာထည့်ပြရမလဲနံပါတ်2ဟုတ်ဒီလိုဟုတ်မတော့ဂျူတိုင်းနာကြီးခံကိုတဲ့အဓိကကြတဲ့အချိန်အဓိကကြမှာပါဘူးအရေးကြီးတာနော်အရေးကြီးတဲ့အချိန်ကိုစကတ်တဲ့အန်ကတ်တို့တဲ့ curiosity plasari အပလိုက်မှာမဟုတ်အချိန်မှာဂျူတိုင်းရတာကိုတို့ရှိနာနာဆရာစမီပါနော်ဒီနေ့နေရာဒီကြောင်းပေးရမှာကဝါသချင်းတို့တဲ့ကျွန်တော်တို့တော့ဂျူတိုင်းရအဖို့အဓိကကြတယ်ဟုတ်မိနိုင်တဲ့ရေးကြီးတော့ညအဲကြတော့နံပါတ်2လေးအဓိကကြတယ်ပြတ်တယ်နော်အဓိကဂျူတိုင်းရ34အန်ခီဆိုတာရွှေ့ဆိုင်ချိန်နေပါတယ်ရှိတယ်မနေ့ကပွဲလုံးမယ်နော်တစ်ပတ်ပေါက်ရွှေ့လိုက်မယ်တော့တိုင်းခုကခုလို့တော့တဲ့တိုင်းဖုန်းလာမှာကြောင့်အက်စတန်နဲ့ရှိရမနေ့ပြန်ပြန်ပွဲက right unit အန်ခီဆိုလို့နော်ဒါလည်းဘက်ကိုရွှေ့မယ်အဲ့လိုမျိုးလေးတော့နံပါတ်1လေးဟုတ်ခေဆာဝါတဲ့နော်ကိုအိုင်းကဝါတဲ့ဖတ်တနာတယ်ဒီမနေ့မှာတဲ့အခြေအနေစိုးနေတဲ့အကြောင်းခိုင်းရှာနေခုကြည့်ခံကုမ္ပဏီကိုလာမဲ့အချိန်ကိုစကိုရှိအန်ကုမ္ပဏီကိုလာမဲ့အချိန်ကိုနေရွှေ့ဆိုင်မရဘူးအစ်စမိုရော်နော်အရင်ကထပ်ပို့ပြီးတော့ anti ဖြည့်ဆိုင်ပြီးတော့ဘန်ကျော်စတာနော်လေ့ကျင့်ခဲ့တာကြောင့်ဖုန်းကတော့ test တော့ပါရောက်ခုတက်ဒီကောက်ဆောင်ဝင်ကောင်းကောင်းလုပ်နိုင်မရအဲ့မှာ issue ခံမဲ့ကြီးတို့ nation ကြီးတို့သူပြီးချင်းတော့ကြည့်ခံပါတဲ့ဟောပြောပွဲအချိန်က go on to you တဲ့ kimari test က5မိနစ်ဆို5မိနစ်ဖြစ်တာကြောင့်လို့တဲ့ anki တိုင်းတွေ့ပါဟုတ်မတစ်နော်နံပါတ်1တိုက်ဖုန်းလာမှာကြောင့်ပွဲကိုတစ်ပတ်ပါနောက်ပါအောက်ဘက်ကိုရွှေ့ AI တိကျွမ်းနော်7林さんに待っておれ、ふったけで、林さんにランクライ林さんは知り合わなかった。ランクインライト。ランクインライトで、え林さんがမတိကျွမ်းခဲ့မတိခဲ့ပါဘူးရတယ်နော်စီရီမာဆန်နော်စီရာနာကတ်လို့ပြောရမတိကျွမ်းခဲ့ပါဟုတ်ဒီကောင်ကျွမ်းပါကျွမ်းကာကြီးရပြန်မဆွဲမတက်ကျွမ်းပါနံပါတ်2နံပါတ်2ကキムラさんがနော်優勝したことはキムラさんနိုင်ရခဲ့တာကတဲတဲပြီးတော့ news ဆိုတဲ့ရှီရီအ TV မှာဟုတ်ဒီဟုတ် TV မှာမြင်ခဲ့တယ်ပေါ့ပြီးတော့သာတိုးဆန်ပါတဲ့ကျူနန်းမအိနေပြီးတော့ကိုစကီတဲ့ခရီးသွားမယ်ကွာပေါ့နော်သွားကြည့်ပေါ့နော်ရှီရီအတက်ဟုတ်တယ်လွန်ခဲ့တဲ့10နှစ်ကခရီးသွားတဲ့တန်းပေါ့ဒီမှာဒီမှာဒီကတော့ခုနိုခိတာပါတဲ့ဒီစက်ကစစ်စွန်မဲကြီးကိုတဲ့ရောက်ခုယွန်းတဲ့ရှင်းပြတာကောင်းကောင်းဖတ်ပြီးတော့ရှီရီအတက်တိကျွမ်းပြီးမှကတဲ့အသုံးပြုမဟုတ်တိကျွမ်းတာလူချင်းပဲတိကျွမ်းနော်နားလေတယ်ဝါကတက်တာကျန်တဲ့ဘက်နောက်ကနံပါတ်တော့နော်အဲဆိုရင်နောက်